တနင်္လာနဲ့အင်္ဂါစုံတွေကဘီရင်သဘောအရာတိုက်ရိုက်ထက်ကျနေတယ်လို့ဆိုနိုင်ပါတယ်ဒီလိုတိုက်ရိုက်ထက်ကျတဲ့အခါပဋိပက္ခဖြစ်စရာတွေများတတ်တယ်သဘောလားကွဲလွဲမှုတွေကြောင့်စကားများရန်ဖြစ်ပြီးစိတ်ပင်ပန်းရတတ်တယ်လို့မှတ်သားရပါတယ်ဘာလို့လဲဆိုတော့တနင်္လာတွေကတခုခုဆိုအေးဟေးဆေးဆေးတီတီငင်ငင်စဉ်းစားလုပ်တတ်တယ်အင်္ဂါတွေကြတော့တွေးမိတာနဲ့တော်ချက်ချင်းလက်ငင်းလုတ်ပြချင်တဲ့ဇယိုက်ရှိလို့ပါဒီလိုသွားပုံချင်းမတူတာကြောင့်ရန်ထစ်နိုင်ခြင်းများပေမဲ့ကောင်းတဲ့အချက်ကတော့ဒီဇုံတွဲဟာလုံးဝပြက်လွယ်တာမျိုးတော့မရှိဘူးရန်ထစ်နေပေမဲ့ခွဲမရတတ်ကြပါဘူးဒါအဖြစ်စီးပွားရေးပိုင်းမှာတော့တဦးနဲ့တဦးအထောက်အကူပြုပြီးအဆင်ပြေနိုင်တဲ့အခြေအနေမျိုးရှိတာမို့အားသာချက်ရှိပါတယ်ပိုပြီးအဆင်ပြေစေဖို့ဆိုရင်တော့အမျိုးသားကတနင်္လာအမျိုးသမီးကအင်္ဂါထစ်ပြီးအသက်အရွယ်ကြီးငယ်กว่าဟာမယ်ဆိုရင်နည်းနည်းလေးပိုပြီးညှိနှိုင်းရလွယ်နိုင်ပါတယ်ဘလို့နေ့နံပဲထစ်ပါစေတွဲလို့မရတဲ့နေ့နံဆိုတာတော့မရှိဘူးအခုပြောပြခဲ့တဲ့အချက်တွေကိုနားလည်မှုယူပြီးတီးခံလိုက်လျောမယ်ဆိုရင်တော့ဒီဇုံတွဲလေးဟာလည်းအဆင်ပြေတာရတဲ့အိမ်ထောင်ရေးကိုတီးဆောက်နိုင်မှာဖြစ်ပါတယ်ဒါနဲ့ဟောစာတန်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ဆရာရဲ့ TikTok အကောင့်ကို follow လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်